မင်္ဂလာပါခင်ဗျာဒီနေ့လေးမှာတော့ဝမ်ငရုတ်ဘွားကျော်ဂျွန်နီလေးမျှဝေပေးသွားမှာဖြစ်ပါတယ်တကယ်ချင်းလို့ရေဟုတ်ကဲ့ပါကျွန်တော်တို့ကဝမ်ငရုတ်ဘွားကျော်ကြော်ဖို့အတွက်အရင်ဦးဆုံးဝက်လိုင်းသားပေါ့နော်ကျွန်တော်ကတော့ဝက်လိုင်းသားကိုတုံးထားပါတယ်ဗျတချို့ကလည်းမိုးဖို့သားလို့ခေါ်တာပေါ့နော်အဲ့ဒီသားကအရန်ကိုနူးညံ့ပြီးအရန်စားလို့ကောင်းတဲ့အသားဖြစ်လို့ဒီသားကိုပဲကျွန်တော်ကတုံးပေးထားတာဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါဒီနေရာမှာကျွန်တော်တို့ကသုံးထပ်သားကိုတုံးပြီးတော့လုပ်လို့လည်းရတယ်နော်ကျွန်တော်တို့ကအသားကိုနှီးလို့ပြီးပါပြီဆိုတော့ငရုတ်ဘွားလေးတွေလှီးလိုက်အောင်ဗျငရုတ်ဘွားကိုတော့ဒီလိုမျိုးအမြင်လေးတွေလှီးလိုက်တာပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်တို့ကအသားကိုအရသာလေးတွေအရင်ဦးဆုံးနယ်လိုက်မယ်နော်ချုံမုတ်နည်းနည်းကြက်သားမုတ်စားငရုတ်ကောင်းဒါလေးတွေထည့်ပါနော်ပြီးရင်ကျွန်တော်တို့ကဆိုင်ရက်လေးနည်းနည်းထည့်ပေးပါဗျပြီးရင်ကျုပ်အကာလေးထည့်ပါဒါလေးတွေအကုန်လုံးထည့်ပြီးကျွန်တော်တို့နယ်လိုက်မယ်နော်နည်းနည်းနှံ့သွားပြီဆိုတော့ကျွန်တော်တို့ပဲငန်းပြားကြီးအနောက်ရည်နည်းနည်းထည့်လိုက်ပါဗျပဲငန်းပြားကြီးအနောက်ရည်ကတော့နည်းနည်းရဲရဲလေးဖြစ်သွားအောင်ပေါ့နော်အသားကိုလှသွားအောင်ထည့်ပေးတာဖြစ်ပါတယ်ဗျပြီးရင်ကျွန်တော်တို့ကကော်မှုကိုလက်ဖက်စားဆုံးနဲ့တစ်စုံလောက်ထည့်ပြီးနေပြီးပါတိတ်အများကြီးလည်းမထည့်ပါနဲ့ဗျလုပ်ပြီးပါပြီဆိုရင်ကျွန်တော်တို့ကဝမ်ငရုတ်ပွားချက်ဖို့အတွက်ဆော့လေးဆက်လိုက်အောင်နော်ဆော့ဆက်တဲ့ပမာဏကတော့တကယ်ချင်းလို့မြင်တဲ့အတိုင်းပါပဲနော်တိတ်အများကြီးထည့်စရာမလိုဘူးဗျနည်းနည်းလေးပေါ့နော်ဟိုကနည်းနည်းဒီကနည်းနည်းပေါ့ဗျPVC ကလည်းငံတယ်ငံပြာကြီးကလည်းငံတယ်ချက်သားမုံကလည်းငံတယ်ဆိုတော့တကယ်ချင်းလို့သိတဲ့အတိုင်းပဲအငံတွေစုသွားပြီနော်အငံတွေစုတဲ့အတွက်အများကြီးတွေရှောက်မထည့်နဲ့နော်တကယ်ချင်းတော့ဟိုဟာတစုံလျှောက်တဲ့ဒီဟာတစုံလျှောက်တဲ့နဲ့လျှောက်တဲ့ပြီးတကယ်ချက်လိုက်တော့ငံတူးပြီးတော့စားလို့မကောင်းတော့ဘူးနော်ဟုတ်ကဲ့ပါဗျဝမ်ငရုတ်ပွားကြော်ဖို့အတွက်ကျွန်တော်တို့ကအသားကိုအရင်ဦးဆုံးစီပူထိုးရတာဖြစ်ပါတယ်ဗျစီပူထိုးတဲ့နေရာမှာတအားကြီးကျွတ်နေအောင်မထိုးဘူးနော်နည်းနည်းလေးအသားကြက်ရုံလောက်ဆိုရပြီကြက်ဥနဲ့နေထားတဲ့အတွက်အသားဟာနူးညံ့နေမှာဖြစ်ပါတယ်ဗျပြီးလို့ရှိရင်ဂျင်းကြက်သွန်ဖြူလေးကိုအရင်ထည့်ပေးပါပြီးရင်အသားထည့်လို့ရပါပြီအသားထည့်ပြီးအပေါ်ကငရုတ်ပွားလေးထည့်ပါခုနကဆက်ထားတဲ့ဆော့လေးကိုအပေါ်ကနေလောင်းပေးပါပြီးရင်မီးကိုခပ်ပြင်းပြင်းနဲ့ပေါ့နော်မီးကတငယ်ချင်းတို့အတပုံဖွင့်ပါမီးတငယ်ချင်းတို့မှာဘလောက်ကတ်အားဘလောက် pressure ဘလောက်အားရှိလဲတော့မသိဘူးပေါ့နော်ရှိသလားအားကုန်ဖွင့်ပြီးတော့ဆွဲပါတဲ့ကိုပြီးကြရင်ကျွန်တော်တို့ကအပေါ်ကကြက်သွန်မေးလေးဖြူပေးပါငရုတ်ကောင်းလေးပပလေးထပ်ဖြူပေါ့နော်အထဲမှာတော့ပါပြီးသားဒါပေမဲ့ထပ်ပြီးတော့ပပလေးဖြူလိုက်ပါမီးပြင်းပြင်းနဲ့ဆွဲလိုက်ပါကဲရပါပြီနော်ဝမ်ငရုတ်ပွားကြုံလေးပါဗျအရင်အကြာကြီးဆွဲနေဖို့တော့မလိုဘူးနော်ခဏလေးဆွဲလိုက်ရင်ရပါပြီမီးပြင်းဖို့တော့လိုပါတယ်ဗျ